ရပြောလို့ပဲပြောမှာနော်ရလားကြားလားမသိသင်ကြားလားသင်ကြားလားကြားငါမှရှိတဲ့ညီကောင်မအားလုံးယေရှုနာမနဲ့ယေရှုနာမနဲ့မင်္ဂလာပါလို့နှုတ်ဆက်ပါတယ်မင်္ဂလာပါဟုတ်ကဲ့ကျွန်တော်နာမည်ဆောပြီးဖြစ်ပါတယ်ကျွန်တော်ကတချင်းနေတီးပါတယ် piano တီးတယ်ကျွန်တော်အမျိုးသမီးကတော့အကျဉ်းသားသောမတ်ဖြစ်ပါတယ်ကျွန်တော်တို့ဟာကျွန်တော်ကအရင်တော့ music ကိုဝါသနာပါတယ်ကျွန်တော်ဖအံသားပါဖအံမှာနေပါတယ်ဖအံမှာနေပြီးတော့မှရန်ကုန်ရောက်လာပြီးတော့မှ music နဲ့ပတ်သက်ပြီးတော့ကျွန်တော်လှုပ်ရှားခဲ့ပါတယ်တချင်းတွေတီးခဲ့တယ်တချင်းတွေအများကြီးကျွန်တော်တီးတယ်ပြီးတော့ကျွန်တော်အမျိုးသမီးအကျဉ်းသားသောမတ်နဲ့ကျွန်တော်တွေ့ပြီးတော့ကျွန်တော်အိမ်တော်ကြားခဲ့ပါတယ်2010မှာသမီးလေးကိုမွေးပါတယ်ကျွန်တော်များသောအားဖြင့်ကျွန်တော်ကဒီလောကနဲ့ဆိုင်တဲ့တချင်းတွေကျွန်တော်တီးတာများပါတယ်လောကနဲ့ဒီဖရာတချင်းမဟုတ်ဘဲနဲ့ပေါ့နော်အချစ်တချင်းတွေမှာကျွန်တော်တီးခတ်တယ်ကျွန်တော်တီးခတ်တဲ့အချစ်တချင်းတွေမှာကျွန်တော်တီးခတ်ပါတယ်တီးခတ်ပြီးတော့မှဒါပေမဲ့ကျွန်တော် gospel တချင်းတွေတော့ကျွန်တော်သိတီးတဲ့ဒါပေမဲ့အတီးနဲတယ်ပေါ့နော်ကျွန်တော်ဟိုးအရင်တော့ဆိုရင်ဖရာတချင်းတွေဟိုကျွန်တော်ဖရာအမှုတော်ဟုတ်ကဲ့ကြားရတယ်ဒါပေမဲ့နည်းနည်းတူးတယ်ဟယ်လိုကြားပြီလားကြားပြီဟုတ်ကဲ့ကြားပြီဟုတ်အရင်တော့ကျွန်တော်တချင်းအများကြီးတီးခဲ့ပါတယ် gospel တချင်းတော့အတီးနဲတယ်ပေါ့ဗျာဘယ်လိုလဲဆိုတော့ကျွန်တော်ဒီ Sunday တွေဆိုရင်လည်းကျွန်တော်တချင်းတွေဟိုကျွန်တော် Sunday တွေမှာဆိုရင်လည်းကျွန်တော်တချင်းတွေပဲကျွန်တော်အားဆိုင်ပြီးတော့တီးတယ်ပြီးတော့ show ပွဲတွေမှာကျွန်တော်တီးဖြစ်တယ်ဒီ rap song နဲ့ပတ်သက်တဲ့တချင်းတွေအများကြီးကျွန်တော်တီးတယ် Sunday တွေမှာလည်းကျွန်တော်မအောင် Christmas ဆိုရင်လည်းပွဲတွေနဲ့ New Year ဆိုလည်းဖရားအတွက်ကျွန်တော်အချိန်မပေးဖြစ်ခဲ့ပါဘူးများသောအားဖြင့်ကျွန်တော်လောကုတ္တရာအရေးထက်လောကီအရေးမှာကျွန်တော်အချိန်ကုန်ခဲ့တာများပါတယ်ငွေကြေးရှာဖို့အတွက်လောက်ပဲကျွန်တော်အားပြုခဲ့ပါတယ်ဒီလိုနဲ့မထင်မှတ်တဲ့တရက်မှာ COVID-19 ရောဂါကျွန်တော်တို့မြန်မာပြည်ကိုရောက်ရှိလာပါတယ်ပထမ line မှာကျွန်တော်တို့ဘာမှမဖြစ်ပါဘူးအဆင်ပြေပါတယ်ဒုတိယ line မှာလည်းအဆင်ပြေခဲ့ပါတယ်ဒါပေမဲ့တတိယ line ဖြစ်တဲ့အချိန်ကျတော့ကျွန်တော်အိမ်မှာ3ယောက်ပဲရှိပါတယ်ကျွန်တော်အမျိုးသမီးရကျွန်တော်သမီးလေးရ3ယောက်ပဲရှိပါတယ်ကျွန်တော်ရောက်ခမတွေကတော့ဟိုရွာမှာပဲနေကြပါတယ်အဲ့ဒီအချိန်မှာအဲ့မှာကျွန်တော်အမျိုးသမီးကကျွန်တော်ဝတ်သားဟင်းလေးစားဖို့အတွက်တော့ဝယ်ပေးမယ်ဆိုတော့ဈေးထဲထွက်သွားပါတယ်ဈေးထဲသွားပြီးတော့ပြန်လာတဲ့အခါကျတော့ဝတ်သားလည်းပါလာပါတယ်အဲ့ကျွန်တော်စားချင်တဲ့ဝတ်သားနဲ့အတူ COVID-19 ပိုးလည်းသူပြန်သေးလာပါတယ်မြစ်တာလက်ဆောင်အနေနဲ့သူပြန်သေးလာဒါအဲ့မှာညနေပိုင်းရောက်တော့ယောက်ျားကြီးတန်းကကျိုးနည်းနည်းကြိုက်တယ်တဲ့ခြေထောက်လည်းနည်းနည်းကြိုက်တယ်
ဖျားပြီးထင်တယ်ပါရာစီတမောတောက်ထားလိုက်လေအဲ့ဒါညပိုင်းမှာသူပါရာစီတမောတောက်တာဒါပေမဲ့နောက်တစ်နေ့မှာတော့သူတကယ်ဖျားသွားတာသူဖျားပြီးတော့သူစဖျားပြီပေါ့နော်သူစားဖျားပြီးတော့1ရက်2ရက်3ရက်မြောက်နေ့မှာကျွန်တော်လည်းကူးပါတယ်ကျွန်တော် COVID-19 တကယ်ချင်းတရားနှာခေါင်းထိုးတယ်လည်းလာပြီးတော့စစ်တဲ့အခါကျတော့ positive ဖြစ်တယ်ပေါ့နော် positive ဖြစ်တဲ့အခါကျကျွန်တော်တို့ COVID positive လူနာဖြစ်သွားပြီပေါ့ခင်မိသွားပြီပေါ့ဗျာအခုခင်စကားရပြောင်းလို့ခင်မိသွားတော့အဲ့မှာအဲ့ကောင်စားဖြစ်တာနဲ့ကျွန်တော်နံပါတ်1ကတော့ကျွန်တော်အဲ့လိုမပြောညဆိုရင်ညဥယျာဉ်ကနေဟိုးမနဲ့မူးစစ်စင်လင်းသွားတဲ့အထိကျွန်တော်အဲ့လိုလုံးဝမပြောစားလို့လည်းမကောင်းဘာပဲစားလို့မရအနံ့လည်းမရဘူးအရသာလည်းပါးစပ်မှာဘလို့မှကိုထင်းမတွေ့ဘာပဲစားလို့မကောင်းအဲ့ရေးပြတ်တယ်စားလို့မကောင်းပြီးတဲ့အခါကျတော့ဝင်သွားတယ်ဗျပူဆူးတော့ဝင်သွားတဲ့အခါကျတော့အဲ့ရေးပြတ်တယ်ဝင်သွားတယ်စားလို့မဝင်တဲ့လူတယောက်ရက်ကြလာတဲ့အခါကျတော့အားပြတ်လာတော့ဗောဗျာအဲ့ယောဂရဲ့သဘောတရားလားအားပြတ်ရင်သူကဝင်တော့အဆုပ်ဝင် fight တတ်တယ်တဲ့ဆရာဝန်တွေကပြောတာကျွန်တော်သိပါတယ်ကျွန်တော်ခံမှာတနေ့တနေ့တရက်ကြော်ဖြတ်လာတာစုတော့တောင်းတော့ဗျာစုလည်းအမြဲတမ်းတောင်းပါလားကျွန်တော်စုတောင်းပါလား9ရက်မြောက်တဲ့နေ့မှာကျွန်တော်အသက်ရှူလို့အဆင်မပြေတော့အောက်ဆီဂျင်တန်းကြီးတဲ့အောက်ဆီဂျင်80အောက်ကျသွားတယ်ဆရာဝန်တွေကတော့ Facebook မှာကြည့်တော့ဆရာဝန်တွေကပြောတာ80 90နှစ်အောက်ကျသွားတဲ့လူနာတဲ့နည်း short ရှိတယ်ကိုအောင်သူလည်းပြောတာ90နှစ်အောက်ကျရင်တော့နည်းသတိထားတဲ့90နှစ်အောက်ကျပြီးတော့80အထိကိုရောက်သွားပါတယ်ကျွန်တော်အသက်လုံးဝရှူလို့မရတော့ပါဘူးလူများတွေကအသက်ရှူလို့မရရင်တဲ့ခေါင်းအုံးကိုမောက်ခုံတော့တဲ့ကျွန်တော်မောက်ခုံတော့တဲ့ကျွန်တော်အတွက်အဆင်မပြေသူများအတွက်တော့မပြောတတ်ဘူးနော်ကျွန်တော်အမျိုးသမီးကတော့သူကတော့အဆင်ပြေတယ်အဲ့လိုမောက်ခုံအဲ့လားသူအဲ့ပြောပါသူကတော့ဘာမှမပြေသူကတော့နည်းနည်းတက်တာသွားပြီအဲ့အချိန်မှာအဖျားရည်လည်းကျသွားကျွန်တော်အဲ့အချိန်အကြီးကျယ်ကျွန်တော်ခံရတာအောက်ဆီဂျင်ကျွန်တော်ရှူလို့မရဘူးကျွန်တော်ထိုင်တော့ရှူတယ်အဲ့တယ်ပလက်လန်တယ်ဘေးဆောင်ဘလို့မှကျွန်တော်အသက်ရှူလို့မရနောက်ဆုံးကျတော့အဲ့ရှူလို့မရတဲ့ဝေဒနာကဘာမှမတူတကယ်ကြုံမှအဲ့ကျွန်တော်တို့သိတယ်ဗျကျွန်တော်အဲ့အချိန်မှာအောက်ဆီဂျင်ရှူရှင်တယ်ကျွန်တော်တကယ်ချင်းလေးစီဖုန်းဆက်တယ်အဆင်မပြေအဲ့နေရာကျွန်တော်အမျိုးသမီးကမောင်လေးတယောက်ရှိတယ်ဝန်းခွဲမောင်လေးပေါ့နော်အဲ့စီလူဆိုသူကစီးတွေပါအမြဲတမ်းသွားဝယ်ပြီးတာအဲ့နေရာစီးမရဘူးဗျလူအယောက်100ကျော်လောက်တန်းစီရတယ်တဲ့ဒါမှသူ့အလေရောက်မှစီးကုန်သွားတယ်စီးကုန်သွားတဲ့ခါကျတော့အဲ့ညကျွန်တော်တို့စီးတောက်ဖို့အဆင်မပြေစီးဒီညတော့စီးမတောက်တော့ကျွန်တော်လက်ထဲမှာစီးလည်းမရှိဖုန်းဆက်ကြည့်လာတော့တငယ်ချင်းတွေကတယောက်မှအဆင်ဖုန်းမကန်ဖုန်းဆက်လို့လည်းမရဆရာဝန်လည်းမရှိစီးရုံလည်းမရှိစီးကန်းလည်းပြလို့မရဘာမှမရှိဟိုးကျွန်တော်ငယ်ငယ်တော့ဆိုကျွန်တော်ဖျားရင်ကျွန်တော်ရအဖေအမေရှိတယ်ဗျာအဖေမရလာပြီးတော့ဒါလေးဘာမှမဖြစ်တော့မမတို့ပပတို့ဆူတောင်းမှပျောက်သွားမယ်ပြန်ကောင်းသွားမယ်အဲ့လိုနှစ်သိမ့်တဲ့စကားတွေအားပေးတဲ့စကားတွေကျွန်တော်အရန်ကြားချင်တာငယ်တော့ဆိုအဲ့လိုပြောလိုက်တာနဲ့တင်ဘာစီးမှတောက်ဆရာမလို့လည်းယောဂတဝက်လောက်တက်တာသွားတာဒါပေမဲ့အခုချိန်မှာကျွန်တော်ဘီနောက်ကျွန်တော်အဖေလည်းမရှိတော့ဆုံးသွားပြီအမေလည်းမရှိတော့ဆုံးသွားကြပြီ5-6နှစ်လောက်တော့ရှိပြီသူတို့ဆုံးသွားတာကျွန်တော်ဘီနောက်မှာအမျိုးကျွန်တော်မိန်းမရှိတယ်သမီးလေးရှိတယ်ဒါပဲရှိတယ်ကျွန်တော်ရဲ့ညီကူမောင်နှမတွေလည်းတယောက်မှမရှိသူတို့တွေကဟိုးနေမှာဖအံမှာဘလို့မှလည်းလာလို့အဆင်မပြေတငယ်ချင်းလည်းတယောက်မှလာလို့မရဘာမှမရှိတော့အဲ့အချိန်မှာကျွန်တော်မျက်ရည်ကျတယ်အသက်လည်းရှူလို့မရတော့လူကတ
တော့မဲ့တစ်ချက်မလစ်တော့တစ်ချက်ဟိုတတိလစ်တယ်လို့ဖြစ်တော့ဗောနော်ကျွန်တော်တောက်လာတာတတိလစ်ခါနေအဲ့လိုလူကတတိမလွတ်အောင်ထိန်းနေရဘေးနားမှာဘယ်သူမှမရှိတော့ညီကိုမောင်နှမလည်းမရှိတော့အဖေလည်းမရှိအမေလည်းမရှိတောက်စရာဆေးလည်းမရှိဆရာဝန်လည်းမရှိဆေးကန်းလည်းမရှိဆေးရုံလည်းမရှိအားကိုးစရာဘာတစ်ခုမှမရှိတော့အဲ့ဒီအချိန်မှာကျွန်တော်အတန်လေးတစ်ခုကြားတယ်ဘုရားသခင်ကငါရှိတယ်လေဒါလေးရဲ့ငါရှိတယ်ဘုရားသခင်ရဲ့အတန်ကျွန်တော်ကြားလိုက်တယ်ဟုတ်တယ်ဘာမှမရှိတော့တဲ့အချိန်မှာဘုရားသခင်ကသူရှိတယ်ဆိုတာလုံးဝသက်တည်အဖြစ်ကျွန်တော်ရက်တည်ပြီးတယ်အဲ့ဒီအချိန်မှာကျွန်တော်အမျိုးသမီးကကျွန်တော်ကြက်သွန်နီသေးလေးတစ်လုံးလာပြီးတော့အဲ့ဒါစားလိုက်တယ်စီတော့မရှိဘူးအဲ့ဒါစားလိုက်တယ်အဲ့ဒါလေးကျွန်တော်စားပြီးတော့ကျွန်တော်မြူချတဲ့အခါကျတော့အောက်ဆီဂျင်လေးပြန်ပြည့်လာတယ်ပြန်ပြည့်လာပြီးတော့နောက်တနေ့မှကျွန်တော်9မိနစ်အိပ်ပျော်တယ်ပြီးတော့တဖြည်းဖြည်းနဲ့ကျွန်တော်ပြန်ပြီးတော့နေကောင်းလာတာပေါ့ကျွန်တော်နေပြန်ကောင်းကိုတော့အမှုတော်မြတ်မှာပါဝင်မယ်ဆိုတော့ကျွန်တော်မြေကြပြီးတော့ကျွန်တော်ပြန်နေကောင်းလာကျွန်တော်နေပြန်ကောင်းလာအချိန်ဆရာမြတ်နေတရားဟောချက်တွေနားထောင်တယ်ဆရာနူတို့ဆရာပက်ထရီတို့တရားဟောချက်တွေနားထောင်လို့ကျွန်တော်ခွန်အားပြန်ယူတယ်ဒီဆရာမြတ်နေတာငါလာပြီးတော့ကျန်းစာတင်ပြီး follower လုပ်ဝင်သိကောင်းပါပဲကြီးစုတော့ကျွန်တော်နောက်တစ်နေ့မနေ့မှာသူတို့တွေရောက်လာတယ်တချင်းလုပ်ဖို့ရောက်လာတယ်ကူပီဆိုတဲ့တကားခောက်ပြီးတော့သူတို့ရောက်လာတယ်အဲ့အချိန်ကျွန်တော်နေပြန်ကောင်းကျွန်တော်သူတို့ရောက်လာတော့အဲ့မှာတချင်းလေးလှုပ်ရင်းလည်းကျွန်တော်အမှုတော်မြတ်မှာကျွန်တော်ပါဝင်ဖြစ်သွားတာပါနော်ကျွန်တော်အမှန်တော့တကယ်တော့ကျွန်တော် M1C မှာအမြဲတမ်းပါဝင်နေပါတယ်ဆရာချစ်စံမောင်နဲ့လည်းကျွန်တော်တီးပါတယ်ကျွန်တော် Sunday တွေမှာဆိုသူတို့နဲ့ပါဝင်တယ်တဖြည်းဖြည်းနဲ့ဘုရားသခင်ရဲ့ကြီးစုတော်ကြောင့်ကျွန်တော်ပြန်ပြီးတော့နေကောင်းလာတဲ့အခွင့်ကိုကြီးစုတော်ကြောင့်ကျွန်တော်ရရှိခဲ့ခြင်းဖြစ်တယ်ဆိုတာကိုဒီမှာရှိတဲ့ညီကိုမောင်နှမတွေကိုကျွန်တော်မျှဝေတက်သေးခံခြင်းဖြစ်ပါတယ်အရောက်ချင်းစီတိုင်းကိုပေါ့ဘုရားသခင်ကောင်းကြီးပေးပါအဓိကတော့ဘုရားသခင်ကိုစိတ်ချထားဖို့ပဲလိုပါတယ်စိတ်ချခြင်းအပြည့်နဲ့ကိုတော့လက်ထဲမှာအနံလိုက်ရင်ဘုရားသခင်ကသူ့ဟာသူလှုပ်သွားတယ်ဒီလိုဖြစ်သွားတာကလည်းဘုရားသခင်ကသူ့နဲ့နီးစီဖို့အတွက်ပြန်ပြည့်တာကိုပြန်ခေါ်တဲ့သဘောမျိုးလည်းဖြစ်ပါတယ်လို့အားလုံးပေါ်ဘုရားရှင်ကောင်းကြီးပေးပါစေမော်လင်းတဲ့ကဒီရနေတဲ့အကျဉ်းနာဆုံးချစ်ကိုရောအား When the truthရှူရှိုက်တိုင်းလေကိုရောရှင်ရဲ့ချစ်တို့စီဝေမြက်ခင်လေးတဲ့လမ်းလျှောက်ချင်တဲ့အတွေ့တာဆုံးချစ်ကိုရောနေရှူရှိုက်တိုင်းလေကိုရောရှင်ရဲ့နှွေးတဲ့စီဝေအောင်ကြီးမအိုကျွေးတော့ပန်းလေးတွေလက်ပြလေးရဲ့ဘဝလွမ်းရှင်ပါလေးပြေလာမကျွေးတော့ရွယ်ဝါအသက်ရှင်တဲ့ဘဝရဲ့သင်္ကန်းစာခီလန်းဆုံးတီဆက်ရှောင်းနေမယ်ယုံကြည်ဆုံးချစ်ကိုရောနဲ့အနာဂတ်များလေးမျောနေရင်ပေါ်ကိုရောလက်ထဲစိတ်ချထားတယ်နာကမျောလေးမျောနေရင်ပေါ်ကိုရောလက်ထဲစိတ်ချထားတယ်ဘာအဲ့တော့ကဒူးတဆဲအဲ့ဘယ်နိုင်လဲ3မိနစ်လောက်ပြောကြိုင်တည်းဘုသောတည်းလာအေးစလာဒီတဲ့နော်ရေတော့ခိကလျာဘယ်တော့ခိုင်ယခုဒီမောကလီဘာရတဲ့ဒီဘာမာလဲနေ
Dr. Simon da ano she that ta ebo we didn't go che de ka hama ko nyole che ni hama kwa de mi de yi de yi no le o ba ni when ku yi ba di te lo te du ku do la pe lo te se la pe ani ba nyo ma ta 이거 해지부 띠띠나 거 타고 틀어 니네 위다스가 너 네그 아니 때리라 아 할레루야 그 무사르리아 에 그디 예너서너 위다도 그 우리 색도에 왜야 부 에? 왜 이래 오늘 그 루치도 뭐가 이거 이거 때 짠무 냐무 너 그다시 너 မဟုတ်ဘုသောတဲသိမဟုတ် 너 그다시 တဲသိမှာပေါ့ ဒီမေဘော ရပါတယ်ဘု 에 ကျွန်တော်တို့ဘုနဲ့မတွေ့တာကြာပြီဘုသောပြောလို့ရပါတယ်လို့ကျွန်တော်နောက်တက်နိုင်ဝက်ပေးလို့ရတယ် 아 နောက်တက်လေချာ2နိုင်မှစတယ်ဆိုဘုသောအေးဆေးပဲရတယ်ပြောပါပြဿနာမရှိဘူးအေးဆေး WW ကွာဟိုဒါဘောက channel တစ်ခုပျောက်သွားလို့ဗမာတစ်ခုအတက်တယ်အင်းလေးလည်းမေ့သွားပြီအကုန်လုံးမေ့တာအနေကိုတာသမီတွေကိုကျွန်တော်တောင်းမှမှာလေသို့တော်လဲပေါ့တဖြည်းဖြည်းရလာပြီဒီနော်တစ်ဘက်တော့ဒီနော်ကွာဝိတဲ့ကြာတာကတူအပီကလာလူနီကွာနော်ဒါအနေမောဒါလီဖြတ်တာတော့ဆိုးတာပဲကွအဲ့ဒါသူ့ဒီကဘာသာကမင်းကောင်းမေပြောတယ်တတ်ဘူးပြီးတော့တခါဟိုပေါ့မေ့တယ်ကွာကရင်လူအရင်နှမျိုးတာကျွန်တော်ပြန်ကြိုးစားနေကူလားဒါမှကျွန်တော်မကြောက်ပါဘူးဘုရားသခင်ကကျွန်တော်ပေးမှာပါ9နှစ်ရှိပြီဒီပြတ်သွားတိုင်းမှာတခါလဲခေါ်တာမဟုတ်သူကပြန်ထားအောင်မယ်သူအဲ့ဒါကြောင့်ပါဒါဘာလို့လဲရေကြီးပေါ်မှာကျွန်တော်လောက်အောင်ရှိသေးတယ်ကျွန်တော်သိတယ်အဲ့ဒါဘုရားသခင်ကျွန်တော်ကောင်းကြီးပေးပြီးတော့အခွင့်ပေးတာဒါကြောင့်ဒီဟုတ်တာပေါ့ရုပ်ဘတ်တော်ကိုဖားပြီးတော့ကျွန်တော်ဗမာလိုရတယ်ကွာကရင်လိုမေးပြီးကုန်တာကွာနမျိုးလိုက်တာကွာတဲ့ဒီဒီကျွန်တော်ကြိုက်တဲ့ကျမ်းမိုက်တွေဥမာကွာအလုတ်ကိုရနေရတာတွေကယောရှုမတ်စအခန်းကြီး1အခန်းငယ်8နဲ့9ကွာသူနှုတ်ကပတ်ကျမ်းစာနဲ့ရေးထားမြတ်ကြည့်မြည်ဟုစောင့်ရရှိအလို့ငါကျမ်းစာကိုမဖတ်မိဖဲမနေနေ့ညမပြတ်ကြည့်ရှုဖတ်လိုက်ပြီတို့ပြုတဲ့တင်ဒီအကြံထားမောက်၍အောင်မြင်လိုက်ပြီတင့်ကောင်မှာထားဒီမို့တော့ငါအာယူရဲရင်ရှိတော့မကြောက်နဲ့စိတ်မပြည့်နဲ့သွားလျာနဲ့တင်ပြားစဉ်ထားပါရှိသည်ဟုမိန်တော်မူ၏ဟောနာဆိုယေရှုတွေတိအေယောဟာလောအခုဣဒီလာလူဣဒီလာရတူဖျားကြီးချစ်တယ်တူတွေကိုကောင်းဆောင်တယောက်ရဲ့အရေးချင်းအဲ့ဒါပဲဖျားကြီးကိုကြည်သွမ်းမယ်ကြည်သွမ်းခြင်းပဲပြီးတော့ကာကိုခြင်းပဲကြောင့်ဣဒီလာအဲ့ခက်ကာလာကဒီယေရှုလက်ထက်မှာအကုန်လုံးကဘယ်လိုကောလဲဣဒီလာတွေကတကယ်ပဲထင်းရှားသွားတယ်ကွာသူတို့ဒီလိုကောင်းကြီးတွေအဲ့လိုပဲဒုအချိန်နာမှာရေတော့တစ်ဆက်ကဒီဘာဖြစ်အေးဘာအဲ့လိုပြောရပါသေးအဲ့ဒါမနေ့အာကူဘူးလို့လူရနော်ကိတ္တမတီဦးတယောက်တည်းအာကူနေဖျားကြီးကြားပါတယ်တိတယ်ဟိုတတိယကျွန်တော်ဟိုဘာဘောလုံးဘူဘွဲချီတော့ကဘာကျော်သွားတဲ့မက်ဆီကိုကြည့်လိုက်တယ်ဂိုးသွင်းနိုင်မျိုးတော့မိုးကောင်ကိုကြည့်ပြီးတော့ချီးမွမ်းတယ်အဲ့လိုပဲကျွန်တော်တက်တာမှာဘယ်သူပဲဖြစ်ပေါ့မိုးဘောကိုကြည့်ပြီးတော့ကိုရောကျေးဇူးတင်လိုက်ဆိုရက်ကျေးဇူးချီးမွမ်းခြင်းအဖြစ်ကျွန်တော်တို့ရဲ့လူမျိုးတွေကိုဒါနေပဲတော့တဲ့တယ်တော့ဘာအဲ့တော့တဲ့တာခါပါဘာပဲဖြစ်ပေါ့အဲ့ကြောင့်အများကြီးပြောနေကွာပြီးတော့ဒီကိုစောတိလာအခုကကျွန်တော်အရင်လေးသားတာကရင်လိုပြောလို့မှရှဲကျွန်တော်ရင်းချစ်တာသူဒါပေမဲ့ကျွန်တော်ကခေါင်းကလေဒီကူတာလင်းကိုအဲ့ဒါဘာသာ
yang kelas ni tini to puni yang kecil keluk le benar yang keluk no yang keluk kla keluk no ye tak kau grip ini kau udah sih no ni lah nó thôi cho nó biểu hiện là thì chú tôi điều cái điều đi belok ke mà tôi điều cái cho mấy đấy vậy cái đó đấy cái nhà gì là biểu ra mà bây giờ bây giờ đấy yêu lấy vậy yêu bảo cái chuyện cái gì懂得写看个懂得吃不管了所以有cái đấy bao nhiêu này bao nhiêu đi đấy yêu修的有吧你所以有吧So you but ရုပ်ပါရုပ် eh ပါ yo ba what can you don't the chop a can you don't the shit can you don't the chop ku kana de du a bed pinya ku bedu tunni na le nei do nyan ku bedu pedni pinya shi yue mo tein do ku a bedu yi twet chi yin di ne ni ho kwa era a bo to de ma shi de pinya ri tu xian laကျွန်တော်ဘာမှမသိဘူးအဘိုးတော့ကတော့0ပဲဘာမှမသိဘူးသူတော့လေအဲ0ပေါင်းများသွားတယ်မှာပိုင်တဲ့လူကိုကရှေ့မှာဘုရားငယ်ရှိရောက်သွားတဲ့ခါမှာအိုပြီးပြီအားတော့ပြည့်စုံသွားပြီအဲ့ဒါပါဒါကျွန်တော်လူမျိုးတွေကျွန်တော်ပြောရင်လည်းအရင်ပြောခြင်းပါတယ်သူတော့လေရဲတော့ထူတာကွာဒါတိတ်နာစိတ်ဒါတိုင်းပေါ့တိုင်းချက်တယ်တခါဟာမဝိသစီနော်ခဲye pum de aba wida bue no le wida ne ni pakaji ti ro ji ka ja ko le pa nyo lo no pe yo lo do ma da wida su wa no မြန်တွေ့ကျင်တယ်နောက်တစ်ခါပြန်ရင်တော့ဖြစ်ကျွန်တော်ပြန်ပြောတွေ့ရင်တော့ဖြစ်ကရင်တို့ပြောပြီးကြမမနာကိုကျွန်တော်ပြောတော့မှာကွာငူလည်းပဲကျွန်တော်ကျန်းစာဖတ်နေတာကရင်တို့လည်းဖတ်နေပြီရလာပြီတဖြည်းဖြည်းရလာပြီအထူးသဖြင့်ဒီကရင်တချင်းနေရဖုံးတဲ့အပါတဲ့ငန်းမင်းဖြောစွန်းသွားပြီတဲ့ဝိဒါတဲ့ဘာလို့ဒီရဲအဲ့နော်ဒီကတွေ့ရင်တော့ပြင်ကျွန်တော်ကရင်လိုပဲပြောရမယ်ကရင်လိုပဲဝင်ငါမယ်ကရင်လိုတချင်းလေးပဲရေးပြမယ်နော်ကျေးဇူးပြင်နော်အခုကတော့ဖျားကြီးကြီးတော့တက်ကြောင်ပဲမိုးပေါ်ကိုမော့ကြည့်ပြီးတော့မက်ဆီလိုပဲမော့ကြည့်ပြီးတော့ကြီးတော့ချီးမွမ်းမယ်ကျွန်တော်လည်းပဲချီးမွမ်းမယ်လို့ကျေးဇူးပဲနော်အားလုံးသာသမီများအားလုံးဖျားကြီးကောင်းကြီးပေးပါစေနော် possibly ba both Thomas already so arki we pemira both Thomas breathe out tai ma po di to medicine khui sa to kha mi gi di to le khui sha ta pro mi gi both da tai ba a chi do possibly ba on du ma le tni nyai pati ba po kwa ko pipi do ma chen Thomas takari ba pati ba so both le tnia I ta ka tu ku da do kwa awadi mi lo to ko no sei te chwa lo ko lo no awada masa ki khop la kali mati ta khu ni li awa te da tu ni sa ki sa da ko ba thi pha se ko la wa te di bo tha bo te pha ko se ko lo si ba ko pi la hi ba ta se to ni no ko ba thi pha se sa wa te pha bo doi ka ba la ba ka nyat lo no ya ba ho ka ta se ko la bo do ka sa ta bu ya u ta blu do ma loปฏิบัติก็ปีดีเอาไว้ด่าด่าอื่นตาตัวนี้แต่มันนึกมาตัวเลยแล้วก็ป่าแล้วพอแล้วก็มาเสียบากตีตัวพอมาเสียตัวฟงด่าเลยพอพอตัวกตีตราตัวสิกันตัวปฏิบัติว่าด่ากตัวเลยก็ใส่กตัวด่าตัวอันนี้พวกว่าโอ้โหตัวนี้ไอ้มาหน่วยละก็ใส่แล้วไม่ได้ย้อนแล้วอุดมไว้นี่แต่มีเทเลโอ้โหคว้ากูปีดีกว่าก็บ้าเวก็กาเดก็กษาคริมีฮิมานุเอละกษาเนี่ยเนาะโคตรเนี่ยนาหูบาตาอุตะเนาะตาสิตอโปรเลปะกสิชาวดากษาอยู่อันนี้เนาะโคตรเนี่ยว่าตาอุตะมีเมตาสิโกโหบาสาปันมานิวดาตาลอติลอมีดคาและเมวดาปะกสิชาวดากษาอยู่และคิกโรคิสิตออเมริกาเลยเอาไว้เทปว่า
ဩဒါဟိဘွာတာသာတော့ဝဒဒုမှုဘွာလဘကမှုပါလေအလာကပေါ်လောတာသာတော့တာမှုနေပပွေးတနေပါဘွာဟိဘွာသေးတာကစားရွာလောဟိုတနေရိုက်ပနာဥပါစကောတာတိုက်စီတော့ brother ဖာလေဘုရေမေချင်သောမတ်တော့ကဆူအဝတိတော့မွာခီကကမာလာကပေါ်နာစညာအားတော့နကဆူအဖုံပိုလေကဆာယဟိတာကာဒီဘာပတိဘာဘုသောတော့တာခုဒမနီလောဟောဒါမေပွားစင်တော့တကလည်းစကတိပွားလက်တာတူတာဆအာမဒေါ်လာဝတာတူတာဆကိုပွားတဘလူကကဲတော့ကေပွားစုကေနာကေတာစေကောနေလောအခေယဝရဥစကောတာဗီစီဘာစာကဘလကလီဒိုတော့ဘာကွဲတာခုနေမာတာလေတာတိညာလေတလောတလာတနော်နေဟာမလောဘာစာဒီဝဒအလောတာသူမေကစာဖုခွားတကလည်းထောဘူပါဆောစကီတာတော့တာဖာကစာလီတာတော့မေပွားတကလည်းပပွားကလီပါဖလဘာတာလက်တာတူတာဆက်တဲ့ပါခုနေလောနကဆွေပါအောဒိုင်းဆွေပါဒီဖို့ချက်လဲဘာထွဲတော်ဝတိဖုန်ဖုခွားလဲဘာထွဲတော်ဝတိကောဒီနော်တဲ့တော့ကမာလာကပေါ်ဒီနာဆူညာကွေလက်တာတူတာဆက်စီကောနေကေယောဘကဆောပါအလောကိုပီတော့မချင်တဲ့သမတော်ဒီဖို့တော်ဖုန်ဖုလက်ကစားစုခုတော်တီတာသမတ်တော့ဒီဖို့ချက်ဖို့တော့ဘာလဲဘာထွဲတော်ဖုန်ဖုခွားကောဒီနော်တဲ့ဘာတိပါဘူပီအော်လဲပန်ဆိုင်ဖို့ရှိခရမီခီရိုခီစီသာတမေလာဝတဲ့တိုင်တာပါခုပါမေလကဆာယပါမှုပွဲတဲ့ပါခုပကမှုပါဒီလကဆာယကတော့ပကမေပွားတဲ့ပါဒီဝတဲ့တဲပွားတဲ့ပကမေပွားလဲစိတ်ချကဆာယလက်တာဥဒခဲလဲဖို့ကိုဒီကဆာတာစီပွားယမေကဆာကလည်းစကတိဒီပွားကွာသူစကတိလောယလဲလဲသိမညာတော့ယသိညာသိလဲသိမီလောမူလဲတော့ဖို့နေတာလဲမေသပိနောဖို့ကသပိနောလောယလဲမေသိကဆာယတသပိနောသိနောဘလပါခုနေတနည်းရိုက်လက်ဆာယကလိကထာလက်တာဥသလက်တာဟိဘာတိပါခုပစိလုကစာဒုမာနီလောတာခုဒုမာလဲဘောခွာကွန်တူလဲဝဒါမေပါလဲတာခုဆောလောခေါပလုကွန်တန်နီပွားတော့ဘောခွာကိုပီပီတော့ဒီဖို့တဘုတိပါခုတာဘလူလောနကဆောကွန်ဒူလက်တာလက်တာကိတာပိတာမဆိကောနီကေပစိလုနာလောစာတာဘူယောပူရောတိုင်တတ်လက်တိပါလက်တာသူလို့တိပါတရာတရမလက်ခေခေါနော်တာကောရဲနကဆွေယောနီကေစီဘလကေဆာလက်တာခဲလေကဘလလက်ခရစ်စာတာဘူယေရှုမီလောတိုင်ပါမှုဆောစကိဆာယောအာမင်ဒါဘလကောရဲလောကတိလောကိပတာလကီကေပေလောကေတာတတ်လေလေပဘောင်မဒါစပူလေကတော့ခရမကေတော့လောစတာတရမဒါလက်တညေပါပလစနာစပူနေလော